မင်္ဂလာပါအင်မမြဖြစ်ပါတယ်ဒီနေ့ကတော့ reading exercise vowel e အတွက်အဖတ်လေ့ကျင့်ကြမယ်ပေါ့နော်အဖတ်မလေ့ကျင့်ခင်သိရမှာတွေကတော့ consonant တွေသိရပါမယ်မြန်မာလို b လို့ခေါ်ပါတယ်ကာကြီးခါခွေဂါငယ်ဂါကြီးငဒါတွေကတော့ letter character Burmese character Burmese letter ဘယ်လိုပဲပြော b တွေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခါ vowel တွေကိုသိရပါမယ်ကျွန်မက7 vowel လေ့လာထားပြီးသားပါE A A R O O U ဆိုပြီးတော့ share video တွေမှာလေ့လာခဲ့တယ်။နောက်တစ်ခုကတုံးကတော့တရတို့ဘီတို့လိုပမာနာမည်တော့မရှိဘူးပေါ့နော်။အတန်အနှိမ့်အမြင့်ကိုပြောတာပါ။ high falling tone low falling tone ဆိုပြီးတော့အင်္ဂလိပ်လိုတော့ပြောတယ်။ပမာလိုဆိုရင်တော့လုံးကြီးတင်ဝေးစားနှလုံးပေါက်အောက်ကမြင့်နောက်ပြစ်သွေးထိုးရေးချာနဲ့တချောင်းငင်ဆိုရဲမတူတဲ့ sample တွေကိုသုံးပြီးတော့အတန်အနှိမ့်မြင့်ဖော်ပြပါမယ်။နောက်တစ်ခုကတော့ glide လို့ခေါ်တဲ့တန်ရွေ့ပေါ့နော်။ရွေ့ဆိုတာဘယ်လိုပြောတာလဲဆိုတော့ရပ်ပင်ရက်ရည်ဝတ်ဆွဲဟတ်ထိုးဆိုတဲ့glide တွေကို consonant ကာကြီးခါခွေတွေနဲ့တွဲပြီးတော့ b တွဲတွေလို့ပြတာပေါ့နော် b ချင်းတွဲတာကာကြီးနဲ့ရပ်ပင်နဲ့ဆိုရင်ကြဖြစ်မယ်ဒါတွေကိုတော့ cluster b တွဲကို cluster လို့ခေါ်ပါတယ် b တွဲလို့ဖို့အတွက်ကျမတို့က glide တွေရဲ့အတန်ကိုသိရမယ်ပေါ့နော် y တန် w တန်နဲ့ h တန်ဆိုပြီးတော့ရှိပါတယ်ဒါတွေကိုသိပြီဆိုလို့ရှိရင်ကျမတို့က syllable လို့ခေါ်တဲ့အတန်တွေကိုလေ့လာလို့ရပါပြီဒီမှာဆိုရင် one syllable c လို့အတန်ထွက်ရမယ်နော်one syllable မှာ black color က consonant ဖြစ်ပြီးတော့အပေါ်ကအနီရောင်လေးနဲ့ရေးထားတဲ့ sign ကတော့ e ဆိုတဲ့ vowel အတွက်ဖြစ်ပါတယ်။ဒါကြောင့်ဒီနှလုံးကိုပေါင်းလိုက်ရင်အတန်ကတစ်ခုပဲရှိမှာမလို့ one syllable အတန်အတွက်က c တစ်လုံးချင်းပြောမယ်ဆိုရင် s e c c နောက်တစ်လုံးလေ့လာမယ်နော် s e consonant က s vowel e မှာ tone mark လေးပါလာပြီเนาะ tone symbol လေးပါလာပြီဝေးစားနှလုံးပေါက်လို့ခေါ်တယ် column လိုဟာမျိုးလေးပေါ့เนาะအဲ့ဒါကြောင့်ဒီ one syllable မှာ3မျိုးပါနေပါပြီစ e c c အတန်အတွက်က c c မဟုတ်ဘူးเนาะ c c c ရဲ့ number 3 tone c c လို့အတန်ထွက်ပါမယ်Okay ဒီစလုံးမှာကတော့ two syllable ဖြစ်လာပြီ consonant နဲ့ vowel ပဲပါမယ်เนาะက e ki wa e we kiwi kiwi Okay next ta e t t သူမှာတုံးမပါဘူးเนาะ t one syllable vowel နဲ့ consonant ပဲပါမယ် t ta e t t t ဆိုတဲ့အတန်မှာတော့တုံးပါလာပြီ high falling tone ဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကြာလေးဆိုပေးရမယ် t မဟုတ်ဘဲနဲ့ t Okay next ဖတ်ကြည့်ပါဦး da e d here လို့ပြောတာပေါ့နော် ဒီကိုလာဒီနားလာဒီမှာဒီလိုပြောလို့ရှိပါတယ်ဖတ်ကြည့်ပါဦးနာအီနီနှာခေါင်းတန်းနော်နီနာအီဒီမှာထုံးပါလာပြီနီ one syllable နီဘာအီb a b c d ရဲ့ b ကိုကျမတို့ဒီလိုရေးပါမယ်နော် b ba e b ma e mi တရက်ခံကိုမိလာတယ်မိမီမာအီမီတာအီတိတယ်တိတာအီတီဒါကတီဆိုတာက
ရေးစကားထဲမှာဆိုရင်တီဆိုတယ်တီကုန်းတယ်ဆိုတာရှိပါတယ်အပြောမှာဆိုရင်တော့ပန်းတီတယ်ပလဲလုံးတွေတီတယ်ပေါ့နော်ပြောလို့ရှိတယ်2 syllable ဖြစ်သွားပြီအတီ underline လေးပါမယ်ဆိုရင် stress သုံးစရာမလိုအတီမဟုတ်ဘူးเนาะ not အတီအတီတာအီတီအတီတီ3 tone ကိုရှင်းပြီးတော့ကြည့်မယ်တီโอเคနောက်တစ်လုံးကြည့်မယ်မီ2 syllable ဖတ်ကြည့်ပါဦးဟုတ်ပြီခရီဖတ်ကြည့်ပါဦးဇနီဒီနေရာမှာလဲဇတန်ကိုဇနီးမဟုတ်ဘူးเนาะ stress မလိုဘူး no stress ဇနီးဖတ်ကြည့်ပါဦးသူမထုံးမပေါအောင်เนาะ no tone အလီဖတ်ကြည့်ပါဦးနှစ်ခုစလုံးက number 3 tone เนาะဦးစီဒီနေရာမှာအတန် changes ဖြစ်တယ်เนาะ sound changes ရှိတယ်ဦးစီလို့ဖတ်တာပင်မနဲ့မရဘူးဦးစီရူးတွေကတော့သူရှိရဲဆိုပေမဲ့အဓိကကတော့ကိုယ့်ရဲ့အတန်ထွက်လို့လွယ်မဲ့အတန်ဘက်ကို changes ဖြစ်တယ်လို့ပဲမှတ်ထားပြီးပို့ပြီးတော့မှတ်ရလွယ်မှာပေါ့နော်ဦးစီနှစ်ခုစလုံးတုံးပါနေတယ်ပေါ့နော်ဒီဦးကကျမတို့အရင်သင်ခန်းစာတွေမှာဆိုရင်ကျမတို့ special vowel symbol ဆိုတာရှိတယ်ပေါ့နော်ဦးမှာ special vowel ရှိတယ်ဒါကိုသုံးထားတာပေါ့နော်သူက consonants မဟုတ်ပါဘူးเนาะ special vowel symbol လို့မှတ်ထားပေးပါပြီးသွားရင်ဖတ်ကြည့်ပါဦးဒနီကျမတို့အာရှမှာပေါ့နော်ရှေ့တောင်အာရှမှာတွေ့ရလေးရှိတယ်ဒါကိုဒနီဘင်းဒနီအမိုးဒနီတဲဒနီဖတ်ကြည့်ပါဦး3 syllable ဖြစ်သွားပြီနော်ညီစီ line up ကိုညီလေးလောက်ထားတော့ညီစီဘာတုံးမှမပါဘူးเนาะ okay နောက်တစ်ခုကတော့ one syllable ပဲဒါပေမဲ့သူ့ထဲမှာ cluster ရဲ့ vowel ရဲ့တုံးရဲ့သုံးမျိုးပေါင်းထားတာပေါ့เนาะ cluster ဖြစ်ဖို့အတွက်ဒီနေရာမှာ y ဆိုတဲ့ glide လေးကိုသုံးထားတယ်ပေါ့เนาะခနဲ့ရနဲ့ပေါင်းရင်ကြအဲ့ဒါကိုမှ e နဲ့ပေါင်းလိုက်တော့ကြဟုတ်ပြီเนาะနောက်တစ်လုံးဖတ်ကြည့်ပါဦးဒါလဲကြအဲ့တော့ဒီနေရာမှာ same sound ကြီးပဲဒါပေမဲ့ different spelling ကမတူပါဘူးเนาะအဲ့တော့ spelling မတူဘူးဆိုရင် different meaning different spelling ဆိုရင် different meaning ဒါကြောင့်မြန်မာစာမှာတပ်ပုံမှန်ကန်ဖို့အရေးကြီးပါတယ် spelling မှန်မှရမယ်ပေါ့เนาะအတန်အတွက်ကတော့ big ဆိုတဲ့အဓိပ္ပာယ်မှာလည်းပဲကြီးလို့ရှိတယ် crowd ကြီးကန်းမှာလည်းငှက်ပါပေါ့เนาะဆိုလို့ရှိရင်လည်းပဲကြီးလို့အတန်ထွက်ပါတယ်နှစ်ခုစလုံးက same song ကြီး but different spelling เนาะကြီး okay ဒါတွေကိုဘယ်လိုရေးလဲဆိုတော့ပထမဆုံး consonant တွေကိုရေးပါမယ်ပြီးတော့မှ vowel တွေကိုရေးမယ်ပေါ့เนาะ vowel တွေကိုတစ်ခါတလေအပေါ်တစ်ခါလေးဘေးပေါ့နော် beside below around အဲ့လိုရေးလေးရှိတယ်ပေါ့နော်နောက်ဆုံးမှာ high falling tone အတွက်like comma လို့ဟာမျိုးလေးကိုနောက်ဆုံးမှာထည့်မယ်ပေါ့နော်ဒီမှာဆိုရင် ki one stroke နဲ့ဆွဲလို့ရတယ်ပေါ့နော်ဒါကို ki e အကုန်လုံး clockwise direction နဲ့ one stroke နဲ့ပဲရေးမယ်e ဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဤတရာအတွက်လေးကျင့်ငတ်ပြီးပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်